ဟုတ်ပြီနော်နောက်တစ်ခု A တန်းA စကားလုံးလေးတွေနဲ့ပတ်သက်တာလေးတွားရအောင်နော်အဲ့တော့ A မှာဆိုရင် A လေးနဲ့နောက်တစ်လုံးကပါလဲ key နဲ့ A key ပါလဲ A key ဆိုတာဘူဒါဘူဒါနော်အဲ့တော့ဂျပန်တွေကကြတော့ဒီစကလုံးတင်နဲ့တခါတည်းနော်ပြပြပေးမယ်ဘူဒူဒါရအောင်ဂျပန်တွေကကြတော့ကားနဲ့ယထာမှာဆိုရင်ယထာကိုပို့သုံးတယ်နော်အဲ့ဒါကြောင့်သူတို့စီမှာလမ်းပိတ်တာတော်တော်များများတိတ်တော်မဖြစ်လိဖြစ်တာတိတ်မရှိဘူးနဲတယ်ပေါ့နော်အဲ့ဒါဆိုကားကဒီဘယ်လိုလဲလုံဆုံးစီးရကားပေါ်မှာလူအပလောက်မှမဆန်ဘူးလေယထာကြတော့တစည်းအများကြီးဆန်တယ်အဲ့ဒါကြောင့်မလို့ယထာကိုစီးတာများတယ်လမ်းမဆက်သွယ်ရေးဒီကားဒီပိတ်တာတွေတက်တာအောင်လို့ယထာအတုံးများတယ်အဲ့တော့ဘူဒါဆိုတဲ့စကလုံးကခဏခဏကိုသုံးရမှာဖြစ်တယ်နော်အဲ့တော့သိရမယ်အခီဆိုတာကဘူဒါနော်အခီဘူဒါပြီးတော့ရင် ampis နော် ampis ဘယ်လိုတန်ထွက်မလဲ ampis နော် e လေးနဲ့အင်းလေးနဲ့ပေါင်းထားရတွေ့လား an နော်အဲ့တော့ an ဆိုတာကအဲ့ဒါ on တန်ပေါင်းဆိုတဲ့စကားလုံးလေးနော် e နဲ့an နဲ့ပေါင်း e နဲ့ an နဲ့ပေါင်းထားတာဒီ on တန်ပေါင်းဆိုတဲ့အတန် an နော် an ရဲ့ he လေးအပေါ်မှာ he ဆိုတဲ့စကားလုံးလေးပေါ်မှာစမ်းစီတို့မာရုလေးတင်ထားတာလေးကိုကြတော့ပုံမှန်အားဖြင့်မာရုမတင်ထားရင် he မာရုလေးတင်ထားတော့ p နော်အဲ့တော့ amp ပြီးတော့ s ampis ခဲတယ်ခဲတယ်ကိုပြောတာနော် ampis ခဲတယ်ပြီးတော့ aigo နော် aigo ဆိုတာကအင်္ဂလိပ်စာကိုပြောတာနော်နီဟွန်ဂေါဆိုဂျပန်စာနော်အနောက်ကဂေါ်လေးတွေပါတယ်အဲ့တော့ခိုလေးပေါ်မှာတန်လေးတင်ထားတာတွေ့လားခိုးပေါ်မှာတန်တင်ထားတာနော်နောက်ဆုံးစကားလုံးလေးတန်တင်ထားတော့ခိုးကနေပြီးတော့ဂေါ်ဖြစ်သွားတာနော်အဲ့တော့ G ကိုဂိုးမဟုတ်ဘူးနော်ဂေါ်လို့ထွက်မယ်နော်အဲ့တော့ aigo အင်္ဂလိပ်စာပြီးတော့ရင်သူနဲ့နည်းနည်းလေးအတန်စင်တူလေးပေါ့နော် aiga နော်ဂေါ်မဟုတ်တော့နော် aiga ဆိုတာကဒီရုပ်ရှင်ကိုပြောတာပေါ့နော်ရုပ်ရှင် movie ရုပ်ရှင်ကိုaiga ကို mimas တို့ပါတော့တုံးတယ်ရုပ်ရှင်ကြည့်တာတို့ပါတော့နော် aiga ပြီးတော့ရင်ကကြတော့ရုပ်ပုံကားချက်တလုံးနဲ့နော်တလုံးနဲ့ကရုပ်ပုံကားချက်တွေကိုတုံးတယ် picture နော်ပြီးတော့ရင်ရုပ်ပုံကားချက်နော် egao နော် egao ဘယ်လိုတန်ထွက်လဲegao ဆိုတာအပြုံးနော်အပြုံးနော်အဲ့တော့ပြုံးတာကလေစမ်းစိလက်တွေပါဟိုစာဒီ line ပေါ်မှာဆိုခဏခလေးတွေကိုတင်ပေးတဲ့အကြောင်းအရာတခုရှိတယ်အဲ့တော့ပြုံးတာအရန်အရေးကြီးတယ်နော်အပြုံးကအရန်အရေးကြီးတယ်ဂျပန်နိုင်ငံမှာအလုံးလုံးဖို့အတွက်ကအဓိကအရေးကြီးဆုံးဒီဂျပန်စာ plus ဆွဆွပြောလို့ပြောတာဆိုတာမှာ interview ဖြေတဲ့ခါမှာပြုံးရွှင်တက်ကြွနဲ့ဖြေဖို့အရေးကြီးတယ်နော်အဲ့တော့egao နော် egao ကအပြုံးအရေးကြီးပါတယ်နော်